26 ရက်နေ့စနေနေ့ညအတွက်ပွဲကြိုရွေးချယ်မှုများကိုတိုရိုနဲ့လိုရင်းတင်ပြပေးသွားပါမယ်။ဗီဒီယိုနောက်ဆုံးမှာ Special မောင်းတွဲလေးလည်းလက်ဆောင်တွဲပေးထားပါသေးတယ်။အဲ့ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါဦးနော်။အရင်ဆုံးယနေ့အတွက် Five Star ပွဲလေးအဖြစ်ရွေးချယ်ထားတဲ့ပွဲလေးကတော့ Santa Calaya Bodyဆက်လက်ပြီး3 Star ပွဲရွေးမှုများကတော့3 Star 1ဒန်းဆက်တက်ကိုပေါ့3 Star 2 Bentley Body 3 Star 3 Fulham Body 3 Star 4 Monaco Body 3 Star 5 Ligia Wazwa Body 3 Star 6 Charlotte Body ဆက်လက်ပြီး Special မောင်းရွေးချယ်မှုကိုဖော်ပြပေးလိုက်ရပါတယ်။အကြိုက်လေးတွေရှိရင်လည်းကွန်မန့်လေးတွေပေးသွားနိုင်ပါတယ်။